င်္ဂလာပါရှင်ကျမနာမည်ကတော့ချစ်ကြည်ပြီပါကျမမြန်မာပညာတော်သင်ကျောင်းသူတူဖြစ်ပါတယ်အခုလက်ရှိကွမ်ရှိပြည်နယ်နန်းနေမြို့ကွမ်ရှိတက္ကသိုလ်မှာ Journalism and Communication ဘာသာရပ်ကိုသင်ယူလျက်ရှိတဲ့မဟာရန်ကျောင်းသူပါကျမနဲ့ကွမ်ရှိကရေစက်တော်တော်ပါတယ်လို့ဆိုနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမကနိုင်ငံတော်ပိုင်မီဒီယာတစ်ခုဖြစ်တဲ့မြန်မာတန်နဲ့ရုပ်မြင်သံကြားမှာရေဒီယိုအစီအစဉ်ကြီးညာသူအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ဒါကြောင့်တရုတ်မြန်မာမီဒီယာပူးပေါင်းဆောင်ရွက်မှုတွေမီဒီယာဖလှယ်မှုတွေတွေကတစ်ခုဖြစ်တဲ့တရုတ်ကဏ္ဍဝင်စပင်းလက်ရာခန်းဆောင်နေအိမ်မက်အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့တရုတ်ရုပ်သံဇာတ်လမ်းတွေကို2019ခုနှစ်မေလမှာမြန်မာတန်နောက်ခံစကားပြောအနေနဲ့ပထမဆုံးပါဝင်တရုတ်ဆောင်ခဲ့ရပါတယ်။ဒီလိုမီဒီယာပူးပေါင်းဆောင်ရွက်မှုတွေကနိုင်ငံမှာရှိတဲ့ပြည်သူလူထုရဲ့အမြင်ကိုလွှမ်းမိုးမှုဘယ်လောက်ရှိလဲဆိုတာကိုပါသိရှိရပါတယ်။老雷太有啥的，想血票都。有你声音，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 有你声音。အဲ့ဒီနေ့နိုဝင်ဘာလမှာပဲ Trial Mary ဆိုတဲ့တရုတ်ရုပ်သံဇာတ်လမ်းတွေအတွက်ကွမ်ရှိပြည်နယ်နန်းနေမြို့ကွမ်ရှိရေဒီယိုနဲ့ရုပ်မြင်ဌာနမှာမြန်မာတန်နောက်ခံစကားပြောအသံထက်ခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။နန်းနေမြို့ရဲ့စိမ့်လန်းဆူပြည်နယ်ရဲ့အလှတရားရဲ့ကွမ်ရှိကျွမ်းတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုနဲ့လော်ဆစ်ဖန်လို့ခေါ်တဲ့ခရုခေါဆွဲရကျမရဲ့စိတ်ကိုဖန်ဆားခဲ့ရလေ။စိတ်ထဲမှာလည်းတနည်းကြရင်တရုတ်နိုင်ငံမှာပညာတော်သင်ဖို့ထပ်လာခဲ့မယ်ဆိုတဲ့တန်ဋိဌာန်ချခဲ့ပါတယ်။ဒါကြောင့်အတန်သွင်းကာလပြီးလို့မြန်မာပြည်ပြန်ရောက်တဲ့အခါမှာတရုတ်စာကိုစတင်လေ့လာခဲ့ပါတယ်။2022ခုနှစ်ဒီဇင်ဘာလမှာပညာတော်သင်ဆုလျှောက်ထားခဲ့ပြီး2023ခုနှစ်ဇူလိုင်လမှာတော့ကျောင်းလက်ခံစာရရှိခဲ့ပါတယ်။အဲဒီနှစ်စက်တင်ဘာလမှာပဲကွမ်ရှိပြည်နယ်နန်းနေမြို့ကိုဒုတိယအကြိမ်ရောက်ရှိခဲ့ပြန်ပါတယ်။ကျမအတွက်တော့ဘဝမှာမေ့လို့မရနိုင်မဲ့အမှတ်တရတွေကတစ်ခုပါပဲရှင်။ကွမ်ရှိပြည်နယ်နန်းနေမြို့ရောက်တော့လေတိုက်ဆိုင်ဆိုင်ပါပဲကွမ်ရှိကျွမ်းတိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ဖားစီနဲ့ပတ်သက်တဲ့ကတွန်းကားကိုလည်းမြန်မာတန်နောက်ခံစကားပြောအတန်သွင်းခွင့်ရခဲ့လို့ဖားစီပြုလုပ်ပုံနဲ့ရိုးရာဓလေ့တွေကိုဒီကတွန်းကားကနေတဆင့်သိရှိခဲ့ရပါတယ်။အကွေးဘလို့ဖြစ်တာလဲပုံကောင်လေးပုံများလာပြီ။ငါလည်းမသိဘူးလေ။သွားပြီ။ကျိုင်းအောင်လေးဒီဘက်ကိုလာနေပြီ။ရှုပ်ဘယ်လိုလုပ်ကြမလဲကွမ်ရှိပြည်နယ်ကမြန်မာပြည်ရဲ့ရာသီဥတုနဲ့ဆင်တူပါတယ်။ပူနွေးဆွတ်ဆူပြီးတစ်ပင်တွေလည်းစိမ့်ဆူနေတယ်။မြစ်ချောင်းတွေနဲ့ထုံးကျောက်တောင်တွေလည်းရှိတယ်။ကျောင်းပိတ်ရက်လိုအားလေးရက်တွေမှာနန်းနေမျိုးပြင်ကွမ်ရှိပြည်နယ်တွေကနတ်ပြည်လို့တင်စားခေါ်ဝေါ်ရလာအောင်တိတ်ကိုလှပတဲ့နမေကျော်ကွေလင်မျိုးလည်းတွားရောက်လေပတ်ခဲ့ပါသေးတယ်။ကွေလင်ကိုမသွားခင်ရန်စော့မြို့ကိုအရင်ဝင်ပြီးရှီးကျဲတဲ့ကိုလမ်းလျှောက်တယ်ပြီးတော့မုံတွေလည်းဝယ်စားခဲ့ပါသေးတယ်။ရွှေလုံမြစ်တစ်လျှောက်လှီလဲစီးခဲ့ပါသေးတယ်။ညပိုင်းကျတော့မြည်ရည်ပြင်ပေါ်မှာဖျော်ဖြေတင်ဆက်ကားပြတဲ့လီယိုဆန်းကျဲဆိုတဲ့ကပွဲကိုလည်းတွားကြည့်ခဲ့ပါသေးတယ်။ကျမတို့သွားတဲ့အချိန်ကဆောင်းရာသီဆိုတော့အေးဆက်နေတဲ့ရေပြင်ပေါ်ကဖျော်ဖြေတင်ဆက်သူတွေကိုအချီးကျူးပဲမနေနိုင်ပါဘူး။ကပွဲအစမှာတော့အေးစိတ်နေတဲ့ရေပြင်ရဲ့မိုးပေါက်တွေကြားတိုးဝေပြီးတိုက်ခတ်လာတဲ့လေအေးတွေရဲ့ကြောင့်အချမ်းတက်ကတိတိတတ်တာပူတယ်လို့ခံစားရပါတယ်။ဒါပေမဲ့လီယိုဆန်းကျဲရဲ့ဖျော်ဖြေတင်ဆက်မှုကအမခန့်မှုအေးတာကြီးလည်းမသိတော့ပါဘူး။ရန်လျှော့ကွေလင်ခီးစဉ်ကတက်ရှိပကြီးကားတစ်ချက်ကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတယ်လို့မို့အခွင့်ကြုံရင်နောက်ထပ်သွားခြင်းမိတဲ့အထိကျမရဲ့စိတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။2025ခုနှစ်ဇွန်လတုန်းကကွမ်ရှိပြည်သူ့ကွန်ဂရက်နဲ့ရွေလင်မျိုးလှိလာရေးခီတွားရောက်ခဲ့ရပါသေးတယ်။ကျမတို့လိုနိုင်ငံသားပညာတော်သင်တွေအတွက်အတွေ့အကြုံကောင်းတွေအများကြီးရခဲ့တဲ့လှိလာရေးခီလည်းဖြစ်ပါတယ်။ဒါအပြင်ဒီလှိလာရေးခီကနေကျမရဲ့ဘုဒ္ဓတအမြင်တွေလည်းပုံမူတိုးပွားလာခဲ့ပါတယ်။2025ခုနှစ်နွေရာသီကျောင်းပိတ်ရက်မှာကျမအတန်းပေါ်တငယ်ချင်းတယောက်ရဲ့ဖိတ်ခေါ်မှုနဲ့ဘူကျိုးမျိုးကိုတွားလေခဲ့ပါသေးတယ်။ဒါကကျမအတွက်ကွမ်ရှိပြည်နယ်နဲ့ပတ်သက်ပြီးအမတ်တရတွေကအမတ်တရအဖြစ်ဆုံးတစ်ခုပါပဲ။အကြောင်းရင်းကကျမရဲ့မိခင်ကျောင်းတော်ကြီး
ကွမ်ရှိရဲ့အစပြုရာအမည်ကမူကျိုးပါလေကျမကန်ထူးတဲ့လူတစ်ယောက်လိုခံစားရပါတယ်မူကျိုးမျိုးရဲ့ရှေးဟောင်းလက်ရာအစအဦးတွေကိုလေ့လာခွင့်ရခဲ့တယ်လို့မူကျိုးသမိုင်းပြတိုက်ကိုလည်းလေ့လာခွင့်ရခဲ့ပါတယ်မူကျိုးမျိုးက artificial gemstone လို့ခေါ်တဲ့လူလုံးကြောင့်မြတ်ရတနာတွေအဓိကထုတ်လုပ်တဲ့နေရာဖြစ်တယ်ဆိုတာကိုလည်းသိရှိခဲ့ရပါတယ်ဘူဂျိုခီးစင်မှာဒေသန္တရဘူတုဒတွေကိုရရှိခဲ့တယ်လို့နောက်ထပ်အနှွေးထွေးဆုံးအရာတစ်ခုလည်းရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့ကျမတငယ်ချင်းမိသားစုပါပဲ။သူတို့ကကျမကိုမိသားစုဝင်တယောက်လိုနွေးနွေးထွေးထွေးဆက်ဆံခဲ့ကြပါတယ်။အိမ်နဲ့အဝေးမှာကျောင်းလာတက်နေတဲ့ကျမအဖိုးကတော့မြန်မာပြည်ကမိသားစုကိုပြန်တွေ့လိုက်ရတယ်လို့ကျမမိသားစုကိုတတိယရဲ့စိတ်ကိုသက်သာစေခဲ့ပါတယ်။ကွမ်ရှိပြည်နယ်ကကျမငယ်ငယ်ကလေးကကြီးပြင်းလာခဲ့ရတဲ့အိမ်လိုပဲနှွေးထွေးမှုတွေကိုခံစားစေပါတယ်။အခုဆိုရင်တရုတ်မြန်မာတန်တမန်ဆက်ဆံရေးထူထောင်ခြင်း85နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့တရုတ်အာဆီယံကုန်စည်ပြပွဲရလည်း22ကြိမ်မြောက်တိုင်အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုတရုတ်အာဆီယံပုံစံပြပွဲမှာ volunteer အဖြစ်ပါဝင်အားဖြင့်ကူညီခွင့်ရခဲ့ရတာဟာကျမအတွက်တော့ဖိုးမပြတ်နိုင်တဲ့အတွေ့အကြုံကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။တကယ်တော့ကွမ်ရှိဟာကျမတို့လိုနိုင်ငံခြားပညာတော်သင်တွေအတွက်ယဉ်ကျေးမှုပေါင်းကူတရားတစ်စင်းလေးဖြစ်ပါတယ်။ဒီအတွေ့အကြုံတွေကကျမရဲ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲပေးခဲ့ပြီးတရုတ်နိုင်ငံရဲ့ပညာရေးစီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ခံစား권ရရှိခဲ့ပါတယ်။ကွမ်ရှိနဲ့လက်ဆိုင်နဲ့ဆက်ဆံရေးကြောင့်ကျမဟာတရုတ်မြန်မာချစ်ကြည်ရေးမြင့်တင်ရန်အတွက်ကွမ်ရှိမှာလေးလာစီးပူးခဲ့တဲ့ပညာတွေအတွေ့အကြုံတွေကိုနောက်တစ်ချိန်မှာအသုံးချနိုင်ရန်စိတ်အားထက်သန်စွာမျှော်လင့်လျက်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။